သခင်ယေရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့စာလံနံပါတ်20ဖြစ်ပါတယ်စာလံနံပါတ်20ဘေးအန္တရာယ်ရောက်သောကာလ၌ထာဝရဘုရားသည်ကိုယ်တော်စကားကိုနားထောင်၍ယာကုပ်၏ဘုရားသခင်နာမတော်သည်ချီးမြှောက်တော်မူပါစေသောတန့်ရှင်းရာဌာနတော်ထဲကကူညီ၍စီးအုံတောင်ပေါ်ကထောက်ပင့်တော်မူပါစေသောကိုယ်တော်၏ပူဇော်တကားအလုံးစုံတို့ကိုအောင်မေ၍မိရှုသောရစ်ကိုလက်ခံတော်မူပါစေသောကိုယ်တော်၏စိတ်အလိုရှိသည့်အတိုင်းပေးသနာ၍အကျင့်အစီတော်ရှိသမျှတို့ကိုပြည့်စုံစေခြင်းကပြုတော်မူပါစေသောကိုယ်တော်၏ကယ်တင်ခြင်းကြောင့်အကျွန်ုပ်တို့သည်ဝမ်းမြောက်၍အကျွန်ုပ်တို့ဖျားသခင်၏အခွင့်နှင့်အလံကိုထူကြလိမ့်မည်ထာဝရဘုရားသည်ကိုယ်တော်ဆုတောင်းသမျှအတိုင်းယေရှုပြုတော်မူပါစေသောထာဝရဘုရားပေးတော်မူ၍ဗိသိက်ခံသောသူအားကယ်တင်တော်မူကြောင်းကို၎င်းလက်ရလက်တော်ကယ်တင်ခြင်းအစွမ်းနှင့်ထိုသူ၏စကားကိုတန့်ရှင်းသောကောင်းကင်ပေါ်မှနားထောင်တော်မူကြောင်းကို၎င်းယခုငါသိ၏အချို့သောသူတို့သည်ယထာကို၎င်းအချို့သောသူတို့သည်မြင်းကို၎င်းချီးမွမ်းတတ်ကြ၏ငါတို့မူကားငါတို့ဖျားသခင်တည်းဟူသောထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြလိမ့်မည်သူတို့သည်နှိမ့်ချ၍လဲလျက်ရှိကြ၏ငါတို့မူကားထ၍မှတ်တတ်နေကြ၏အိုးထာဝရဘုရားမင်းကြီးကိုကယ်တင်တော်မူပါအကျွန်ုပ်တို့ခေါ်သောအခါနားထောင်တော်မူပါအလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ